မြတ်စွာဘုရားသခင်ကိုရောမြတ်ကဓမ္မစကြာတရားဟောတဲ့အချိန်တုန်းကမမရင်ရင်လှုပ်ဆောင်ခဲ့တဲ့လမ်းစဉ်နှစ်ခုရဲ့ခြားမှာမစ္စည်းမပฏิပဒါလို့ခေါ်တဲ့အလဲဘိုကအမှားယွင်းမရှိအလဲတိတိမတ်မတ်သွားတဲ့လမ်းကြောင်းကိုဖော်ထုတ်တဲ့အခါမှာလည်းပဲဒီသီလဟာပါတာပဲမဂ္ဂင်၈ပါးမှာသီလကိုသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝဆိုတဲ့နာမည်နဲ့ဖော်ပြတာဒါသီလမဂ္ဂင်ဆိုတာဘုရားဘာသာဝင်တွေအလုံးသိကြအဲ့တော့မဂ္ဂင်၈ပါးမှာလည်းပဲသီလမဂ္ဂင်ဆိုတာကိုဖော်ပြထားဒါတိမှတ်တဲ့ဗဟုလမ်းကြောင်းပေါ့လက်ဝဲလက်ရလမ်းကြောင်းတွေကတိမ်းဆောင်းနေတဲ့အရာတွေဖြစ်တယ်တိမှတ်တဲ့ဗဟုလမ်းကြောင်းဖြစ်တဲ့မစ္စည်းမပฏิပဒါလမ်းလျှောက်မယ်ဆိုလို့ရှိရင်သီလမပါမဖြစ်တဲ့အရာတစ်ခုဖြစ်တယ်ဒါကြောင့်မို့ Buddhist practice လို့ခေါ်တယ်ဘုရားဘာသာရဲ့ကျင့်စဉ်သီလအမှန်တမ်းအရေးပါတယ်လို့ဒီလိုပြောဖြစ်တယ်နောက်တစ်ခုကြည့်အောင်မလားသီလကဘာဖြစ်လို့ဒီလောက်အရေးပါနေရတယ်လဲသီလဟာစိတ်တည်ငြိမ်မှုအတွက်များစွာအထောက်အကူဖြစ်တယ်အစဉ်စဉ်ကိုချင်းသီလကနေပြီးတော့အစဉ်စဉ်ဖြစ်ပေါ်စေတတ်တဲ့အကျိုးကျေးဇူးတွေကိုမြတ်စွာဘုရားကထိုထုသုတ်တန်ဒီမှာဟောထားတယ်ကိုချင်းသီလဟာဘာကြောင့်အရေးပါရသလဲတရားဓမ္မကျင့်သုံးတဲ့အခါတမာတိတို့ပညာတို့ဆိုတာအတွက်ဘာကြောင့်အရေးပါတမာတိပညာတွေကိုဘယ်ပုံအကျိုးပြုလို့လဲလို့ဆိုတာကိုလေ့လာဆန်းစစ်ကြည့်မယ်ဆိုလို့ရှိရင်ကြည့်လေသီလဆိုတာဘာအတွက်လဲလို့မေးလို့ရှိရင်သီလံအဝိပတိတာရယဝိပတိတာရဆိုတာပြန်ပြီးတော့စဉ်းစားလိုက်တိုင်းစိတ်ထဲမှာကြည်ကွဲဝမ်းနည်းရရာဖြစ်တာဝိပတိတာရဝိရူပံပฏิတရဏံဝိပတိတာရောလို့ဆိုတဲ့အတိုင်းဖောက်ဖောက်ပြန်ပြန်ရှုံရှုံမဲမဲနဲ့ပြန်ပြီးတော့မလမပတတိယစေတတ်တဲ့အမှုကိုဝိပတိတာရလို့ခေါ်တယ်။အဲ့ဒီဝိပတိတာရကိုတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ကုတ်ကုတ်ဆာနောင်တပူပန်စေတတ်တဲ့အရာတစ်ခုဖြစ်တယ်။နောင်တပူပန်စေတတ်တဲ့အရာတစ်ခုဟာစိတ်နှလုံးကိုဘယ်တော့မှငြိမ်းချမ်းစေမှာမဟုတ်ဘူးတဲ့။အဲ့ဒီဝိပတိတာရကိုဖြောက်ဖို့ဝိပတိတာရလို့ဆိုတဲ့နှလုံးမသာမယာမှုတ်လို့မြန်မာပြန်တယ်နှလုံးမသာယာဘူးလောကလူတွေပြောတယ်ယာတိဥဒုမသာယာဘူးဆိုလို့ရှိရင်ယာတိဥဒုမကောင်းတာကိုပြောတာယာတိဥဒုအခြေအနေမကောင်းဘူးဆိုရင်ဟေးယာတိဥဒုမသာယာဘူးဒီကနေ့အဲ့ဒါလိုပဲလူတွေရဲ့စိတ်နှလုံးတင်စားပြီးတော့ပြောတယ်လူတွေရဲ့စိတ်မသာမယာဖြစ်နေတာနှလုံးမသာယာတာလို့ခေါ်နှလုံးမသာယာဘူးဆိုတာနောက်တာပူပန်နေတာတောကဖြစ်နေတာဝမ်းနည်းခြေကွဲဝရာတွေဖြစ်နေတာစိတ်ထဲမှာပူလောင်နေတယ်အဲ့ဒီနှလုံးမသာမယာမှုဆိုတာကိုဘယ်သူကပယ်ဖြောက်ပေးနိုင်တယ်လဲလို့ဆိုလို့ရှိရင်ဟောဒီကိုချင်းသီလကပယ်ဖြောက်ပေးနိုင်ဒါကြောင့်မို့သီလံအဝိပတိတာရသီလဆိုတာတဲ့စိတ်နှလုံးမသာမယာမှုတွေမဖြစ်အောင်စွမ်းဆောင်နိုင်တယ်တဲ့ဒါဖြင့်စိတ်နှလုံးမသာမယာမှုမဖြစ်မှုကဘာကိုစွမ်းဆောင်ပေးပြန်လို့ဆိုအဝိပတိတာရောပါမောဇ္ဇထာယအဲ့ဒီအဝိပတိတာရဆိုတဲ့စိတ်နှလုံးရှင်ကြည်မှုကလူတွေရဲ့စိတ်ထဲမှာဝမ်းသာမှုကိုဖြစ်ပေါ်စေတယ်ဒါလည်းအမှန်တမ်းအရေးကြီးတယ်ဝမ်းမြောက်တယ်ဝမ်းသာလူတွေအများအားဝမ်းမြောက်တာလို့ဝမ်းသာတာလို့ဖြစ်တာမဟုတ်ဘူးကိုယ့်ရဲ့အပြုအမူကိုချင်းသီလရှိပြီဆိုရင်ဝမ်းသာစေစိတ်ထဲမှာကြည်နူးလာ
အဲ့ဒီဝမ်းသာမှုဆိုတဲ့ပါမောက္ခဘာကိုဖြစ်ပေါ်စေပြန်လို့ဆိုပါမောက္ခပိတ္တထာစိတ်ထဲမှာနှစ်သက်ကျေနပ်မှုဖြစ်ပေါ်စေနှစ်သက်တယ်ကျေနပ်တယ်ဆိုတာစိတ်နှလုံးအပူပန်ကင်းပြီးတော့အေးချမ်းတဲ့သဘောကိုဆောင်းတယ်အဲ့တော့အဲ့ဒီနှစ်သက်မှုဆိုတဲ့ပီတိကလည်းဘာကိုစွမ်းဆောင်ပေးတော့ဆိုပီတိပတ္တတ္ထာယကိုရောစိတ်ရောငြိမ်းချမ်းသွားစိတ်ထဲနှလုံးထဲမှာပီတိဖြစ်ပြီဆိုလို့ရှိရင်ခန္ဓာကိုယ်ထဲမှာလည်းပဲရုပ်ခန္ဓာကိုယ်ကြီးမှာလည်းပဲတောင့်တင်းတာအနေရထိုင်ရခက်တာတွေမရှိဘူးငြိမ်းချမ်းသွားတယ်စိတ်ထဲမှာလည်းပူလောင်တာတွေတောကတွေမရှိဘူးငြိမ်းချမ်းသွားတယ်ကာယပတ္တိစိတ်ဓာပတ္တိလို့ဆိုတဲ့ကိုယ်စိတ်ငြိမ်းချမ်းမှုတွေဖြစ်ပေါ်သွားစေနိုင်ဒီနေရာမှာကာယပတ္တိနဲ့စိတ်ဓာပတ္တိဆိုတာအဘိဓမ္မာကျမ်းဂန်အရာကာယဆိုတာစေတသိက်တွေကောက်စိတ်ဓာပတ္တိမှာစိတ်ဓာကြတော့စိတ်ကိုကောက်သို့သောအဘိဓမ္မာကျမ်းမှာအဘိဓမ္မာကျမ်းအဘိဓမ္မာသင်္ဃာကျမ်းကိုဖွင့်တဲ့တီကာကျော်မှာရူပကာယတပိဆိုတဲ့စကားလေးကိုထောက်လို့ရှိရင်ကာယရုပ်ခန္ဓာကိုယ်လည်းပဲယူလို့ရတယ်စိတ်ဆိုတဲ့ထဲမှာစေတသိက်တွေပါသွားလို့ဆိုလိုတာကစိတ်ငြိမ်းချမ်းလို့ရှိရင်ကိုယ်လည်းငြိမ်းချမ်းတယ်လို့ရုပ်နဲ့စိတ်ဆိုတာတွဲဖက်ပြီးတော့ဖြစ်နေတာလက်တွေ့ကြကြကြည့်မယ်ဆိုလို့ရှိရင်ကိုငြိမ်းချမ်းမှုစိတ်ငြိမ်းချမ်းမှုဆိုတာရုပ်ခန္ဓာကိုယ်ကြီးလည်းငြိမ်းချမ်းတယ်စိတ်လည်းငြိမ်းချမ်းတယ်အဲ့ဒီငြိမ်းချမ်းမှုဆိုတဲ့ပတ္တတိကိုဖော်ဆောင်ပေးတာတခါပတ္တတိကဘာကိုဖော်ဆောင်ပေးပြန်လို့ဆိုပတ္တတိဒုက္ခထာဒုက္ခဆိုတဲ့ကျဉ်တ်တဲ့ခံစားမှုလေးတစ်ခုဖော်ဆောင်ပေးပြန်စိတ်ထဲမှာကျဉ်တ်မှုတွေရှိလာပြီဆိုလို့ရှိရင်ဒုက္ခံတမာဒဋ္ဌာယတမာတိတရားကိုဖြစ်ပေါ်စေတယ်စိတ်လေးတည်ငြိမ်မှုဟာအမှန်တမ်းအရေးပါတယ်တမာတိကိုဖြစ်စေတတ်တယ်ဒီလိုဆိုအဲ့တော့တမာတိလေးကဘာကိုစွမ်းဆောင်ပြန်လို့ဆိုတမာတိယထာဘူတညာဏထသနာဘာတမာတိရှိပြီဆိုလို့ရှိရင်တကယ်အဖြစ်မှန်အမှန်ကန်သဘာဝတရားတွေကိုညာဏသိနိုင်တယ်ဒသနာမြင်နိုင်တယ်ဆိုတဲ့ဉာဏ်စွမ်းအားတွေကိုရလာနိုင်တယ်ဟောအဲ့လိုဆိုလို့ရှိရင်ယထာဘုဒ္ဓဉာဏဒသနာအမှန်မြင်ဖို့အတွက်သီလလောက်အရေးပါတယ်သီလအစတာဒါကြောင့်မြတ်စွာဘုရားရဲ့တရားတော်တွေထဲမှာသီလအရေးပါတယ်အစဒီလိုပြောတာကုသိုလ်တရားတွေရဲ့အစအခုပြောတဲ့ကုသိုလ်တွေရဲ့အစသီလပဲပေါ့ဒါကြောင့်မို့ဒီသီလတရားဟာရှင်ပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ်ရှုစွာကျင့်သုံးဆောက်တည်ကြရတဲ့အရာဖြစ်တယ်ကိုကျင့်သီလနဲ့ပြည့်စုံအောင်ကြိုးစားအထောက်ကြရတာ